look at this. Perfect. Oh my god. Isn't it great? Hello ဒီနေ့တော့ယူကကြောက်မြောင်နဲ့ရောက်နေပါတယ်ကြောက်မြောင်နဲ့ကကချင်အထာနဲ့ကင်ထားတဲ့အကင်ဆိုင်လေးကိုခေါ်တော့ပေးမယ်ဒီဆိုင်လေးနာမည်ကရွှေကချင်လို့ခေါ်တယ်ဒီဆိုင်မှာကချင်ရတာနဲ့နှက်ထားတဲ့အသားကင်တွေရတယ်ပေါ့နော်ဆိုင်ကနာမည်ကြီးတယ်လူလဲအရန်များပြီးတော့လူကြိုက်များတယ်ပေါ့နော်ယူအခုစောင့်နေတော့မှလူကတော်တော်များတယ်ဆိုင်လိပ်စာကယူဒီကြောက်ရည်တွေလမ်းမနဲ့ဩဘာလန်ထိပ်ပါအထက်ကနှစ်ကျောင်းရှိပါကျောင်းရှိမှာမုတ်ဆိုင်လေးအများကြီးရှိရလေအဲ့ဆိုင်တွေကတဆိုင်ပေါ့နော်ရှားလွယ်ပါတယ်မခတ်ပါဘူးဒီဆိုင်မှာချက်သားနဲ့ပတ်သက်တာရတယ်ချက်ချတော့ဆိုအရန်ကောင်းတယ်ပေါ့နော်သူတို့အနှစ်နဲ့နေတာပြီးတော့စိတ်သားမဲသားရတယ်ဝက်ကိုတော့အစုံရရပေါ့နော်ဒီဝက်နံယူနုလေးတွေဝက်သုံးထပ်သားလေးတွေဝက်ကောင်းတွေအကုန်ရပါတယ်အရသာတော်တော်ကောင်းတယ်ကွာသူနှက်ထားတဲ့အဲ့ကချင်အနှစ်ကတော်တော်လေးကိုကောင်းတာပြီးတော့သူတို့ပြန်တုပ်ပေးလိုက်တဲ့အနှစ်လေးလည်းမိုက်တယ်အချင်းလေးလည်းမဆိုးပေါ့နော်ပြီးတော့ကုချိုင်တို့ရုံးပေတီတို့လည်းရတယ်ပြီးတော့သူတို့စီမှာငါးကင်နာမည်ကြီးရေပေါ့နော်အဲ့ဒီကောင်မလေးအခုထည့်နေတာငါခုအဲ့ငါဆို3000လား6000လားမသိဘူးကွာအဲ့ဝင်ကြီးပဲပေးရတယ်တော်တော်တက်တာတယ်ပြီးတော့ယူရိုစားနေကြဇလာဘီယာငါရှိတယ်1000ခွဲပဲရှိတယ်အဲ့တော့နျူရီယာလည်းနီးပြီဆိုတော့ကင်စားမယ်ဘာညာဆိုရင်ကွက်တီပါပဲဒီဆိုင်လေးမှာတော့ဝယ်ကြည့်ပါတော်တော်ကောင်းပါတယ်တသက်ရရနဲ့သူဟာနဲ့သူလေးကင်ပေးရပါပြီးတော့မီးသွေးနဲ့ကင်တာဆိုတော့ဒီအနံ့လေးကမှုေးနေရတော်တော်လေးကိုအရသာရှိတာပါယူရိုပုံမှန်စားနေကြအကင်နေနဲ့မတူဘဲနဲ့အရသာဆန်းဆန်းလေးကချင်အရသာလေးစားခြင်းเนาะဒီဆိုင်လေးကိုသွားပါဒီဆိုင်က UM ဖုန်းနံပါတ်လေးလည်းပါတယ်เนาะအမထည့်ပေးထားပါတယ်ပြီးတော့တနင်္ဂနွေနေ့တိုင်းသူတို့ဆိုင်ပိတ်တယ်လို့ပြောတယ်ပြီးတော့ဆော့သွားပါနည်းနည်းနောက်ကျသွားရင်လည်းမစုံတော့ပါဘူးကဲဒါဆိုရင်ယူရိုနောက်ဘလော့တွေမှာပြန်တွေ့မယ်เนาะတတာ